2026 ခုနှစ်ဧပြီလ29ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရီးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့မှာရှိတဲ့စစ်အုပ်စုရဲ့ဝေါ်လီဗျူဟာကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်နေပြီးစစ်ကူမပို့နိုင်အောင်ပိတ်ဆို့ထားချိန်မှာစစ်အုပ်စုဘက်ကတရုတ်အကူအညီနဲ့ထိုင်းဘက်ချမ်းကနေစစ်ကူပို့ဖို့ကြိုးပမ်းနေတယ်လို့ Justice Soldier PDF တပ်ဖွဲ့မှုကိုစွဲကပြောဆိုထားပါတယ်။နှိုးစော်အကြောင်းကြားစရာလေးရှိလို့ပေါ့နော်။အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမြောက်ပြည်တောင်ဘက်ချမ်းတစ်ချမ်းလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒါစကန်အကုန်လုံးတော်လိုင်းအင်အားစုတွေကသိမ့်ပိုက်ရရှိထားပြီးဆိုတာဒါတော်လိုင်းရေးသတင်းတွေအားဖြင့်လူလူလည်းသိမယ်လို့ယုံကြည်ပါတယ်ပေါ့နော်။နောက်တစ်ခုကကျတော့အခုနောက်ဆုံးလက်ကျန်ဖြစ်တဲ့ဝေါ်လီဗျူဟာကုန်းကိုလည်းကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်နေတယ်ပေါ့နော်။ရန်သူလည်းအထိခိုက်များနေတယ်။ရန်သူအထိခိုက်များနေတဲ့ပုံမှာရန်သူကအခုဘာလုပ်လဲဆိုတော့ဒါဘူးလက်လဆိုပြောတဲ့စကားအတိုင်းပဲငင်းငင်းခေါ်လို့မလာရင်ဘုံကျဲမယ်ဆိုတဲ့အတိုင်းပဲဝေါ်လီကုန်းရဲ့ပြူဟာကုန်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကိုအချောက်တိုက်အုပ်စုဖွဲ့ပြန်တန်းပြီးတော့မှဘုံကျဲပြီးတော့မှဒီဒေသခံတွေနဲ့ကျွန်တော်တို့နဲ့အစင်မပြေအောင်လုပ်နေတာတွေရှိတယ်ပေါ့။ဒါတွေရှိတဲ့အပြင်ဒီကောင်တွေကတရုတ်ရဲ့ PR နဲ့ဒီထိုင်းဘက်ကိုအကူအညီတောင်းပြီးတော့နေဆက်တနေရာနေပြီးတော့မှဒီကောင်တွေအုပ်စုလိုက်ကူးလာပြီးတော့ဝေါ်လီဗျူဟာကိုလာကူဖို့ရှိတယ်ပေါ့မကွေးတိုင်းပခုတ်ကူမြို့နယ်ညောင်ချစ်ပင်ရွာကနေတဲကျုံမှုထွက်လာတဲ့ပြူစောတိအဖွဲ့စနိုက်ပါနဲ့ပစ်ခတ်ခံရပြီးတအူးသေဆုံးခဲ့တယ်လို့နဂနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကသိရပါဗျ။တနင်္သာရီမြို့နယ်တဲပြူကျေးရွာအုပ်စုနဲ့မောတောင်မြို့ပေါ်ရပ်ကွက်တွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားဇနီးမောင်နှံ2ဦးသေဆုံးပြီးလူနေတန်းရတွေလည်းပျက်စီးခဲ့တယ်လို့ KNU သတင်းရင်းမြစ်ကသိရပါဗျ။အေယာဝတီတိုင်းဒေတရမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအုပ်စုတွေကိုပြည်သူ့စစ်မှုထမ်းအတွက်လို့ဆိုပြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကလစဉ်အတင်းအဓမ္မငွေကောက်ခံနေတယ်လို့ဒေသခံတွေထံကသိရပါဗျ။ရန်ကုန်မြို့မှာကြားဖြန့်ကိုင်းတွေပေါ်ပေါ်တင်တင်လှုပ်ရှားနေပြီးစီးရဲနွမ်းမားတဲ့လက်လုံလက်စားတွေကိုပြစ်မှတ်ထားလျက်ရှိနေတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါဗျ။ကချင်ပြည်နယ်မွန်းညင်းမြို့နယ်နမ်းမမြို့ပေါ်နဲ့ကျေးရွာတွေကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်17နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ2ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ပြည်ပရောက်မြန်မာအလုပ်သမားတွေမြန်မာနိုင်ငံကိုခွင့်နဲ့ပြန်လာမယ်ဆိုရင်မေလ1ရက်နေ့ကစပြီးတပ်ဆိုင်ရာမြန်မာတန်ယုံရဲ့ထောက်ခံစာယူလာခိုင်းပြီးညွှန်ကြားချက်တိုင်းမလိုက်နိုင်ရင်ပြည်ပထွက်ခွာခွင့်ပိတ်ပြီးအမည်ပြစည်းရင်းသွင်းမယ်လို့စစ်တပ်လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။